ဒီနေ့ကတော့မထင်မှပဲနဲ့ကျွန်တော်ပကံမျိုးရောက်ရှိလို့တာပေါ့တဲ့ဒီနေ့ကတော့ဒီနိုဝါဖျားရဲ့တောင်ဘက်လားဒီအနောက်ဘက်မှာလည်းရှိလို့ကျွန်တော်ရင်းကပါရောက်ရှိလို့နေပါတယ်ဒီရွန်းတွေလာကြည့်ဖြစ်ပါတယ်ပြင်ပြန်တွေ့ရမယ်အားလုံးမင်္ဂလာပါဒီကတော့သူတို့ဒီပြောတာဒီရွန်းတွေပစ္စည်းတွေကိုထားတဲ့ဒီမြေတိုင်းလို့ခေါ်ပေါ့နော်ဒီမြေတိုင်းထဲကျွန်တော်ရောက်နေဖြစ်ပါတယ်မြေတိုင်းထဲမှာထားတယ်ဒီမှာဆိုတော့ကျွန်တော်ခွက်လေးရှိပါတယ်နော်ဒီခွက်လေးဒီလိုရှိပါတယ်နော်အဲဒါတို့ဒီ unit ပစ္စည်းထားတယ်ကျွန်တော်မြေတိုင်းထဲကိုရောက်နေဖြစ်ပါတယ်တော်တော်မောင်းပါနေတော်တော်လည်းအိုက်ပါတယ်ပြန်တက်ပါတော့အားလုံးမင်္ဂလာပါကျွန်တော်ကိုခမ်းဖြစ်ပါတယ်ဘယ်ရောက်နေလဲဆိုရင်ကျွန်တော်လမ်းထဲရောက်လာပြီလမ်းထဲရောက်ဒီပါတယ်လမ်းထဲမှာကျွန်တော်မေးမိထားတယ်မေးလို့ရှိဘုံတော့ဝင်ရှိဘယ်လောက်လဲဆိုတော့ကျွန်တော်9နှစ်အထက်ကနေအကုန်လုံးကျွန်တော်တယောက်ကို1000စီပေးရပါတယ်โอเคပါဒီကမှာပြန်ပြပါမယ်ဘိုင်ဘိုင်ဟုတ်ကဲ့ကျွန်တော်နန်းထွန်းထဲကိုရောက်နေပါပြီပေါ့နော်။အဲကိုရောက်နေတဲ့အချိန်မှာကျွန်တော်အခုရောက်နေတဲ့ဒီနောက်မှာနော်ဒီဆောင်းအုပ်ကြီးပေါ့နော်။ဟုတ်လို့ခေါ်ရတော့အရှိစမော့ဆောင်းလို့ခေါ်တယ်ပေါ့နော်။ဒီအရှိစမော့ဆောင်းဖြစ်ပါတယ်။ဟုတ်ပြီကိုဘတ်တွေတူသွားကြည့်အောင်ဗျ။ဟုတ်ပါပြီကျွန်တော်အခုသွားနေတဲ့နေရာကတော့ဒီပါချလာကျွန်တော်တို့ဒီခါဒနာဆောင်နော်ဒီခါဒနာဆောင်တော့ဒီလေကြီးပေါ့နော်။ဆောင်းလာကျွန်တော်ဖိုဘကဟာဆိုရင်ကျွန်တော်ဆောင်းလာပြောတယ်မဟုတ်ဆုံးဦးကြီးနဲ့ကျွန်တော်ရှေးစမုတ်ဆောင်ပေါ့နော်ရှေးစမုတ်ဆောင်ဒီဘက်မှာဒီဟာလမ်းဆောင်ရှေးပေါ့နော်အဲတော့ရှောင်းလိုင်းပဲဖြစ်ပါတယ်ဒီဟာရှောင်းလိုင်းပေါ့နော်ကျွန်တော်ကျွန်တော်ခုံရှိရောနော်ဒီခုံရှိရောနော်ဒီခုံနဲ့ကျွန်တော်တို့ရှင်တော်ဆိုရင်ကျွန်တော်ဧည့်သည်တွေကိုနားပတ်သက်ပြီးတော့ဒီမှာကပ်ဖြော်ပြရတယ်ရှိရတည်ရတယ်ပေါ့နော်ဒီတဝင်စနူးဆောင်ဆောင်မှာကျွန်တော်ဆုံးအမေရှိပါတယ်ဟုတ်ကျွန်တော်တို့ဒီတဝင်စနူးဆောင်ရဲ့ဆုံးအမေကြီးပဲဖြစ်ပါတယ်ကျွန်တော်နားတော့လာလို့ဆိုကျွန်တော်မနက်စောစောလာကိုကြံပေးခြင်းပါတယ်ကျွန်တော်နေကင်းပဲလာတော့ဟုတ်ပဲကျွန်တော်လုပ်ပူပါတယ်နောက်တစ်ခုရှိသေးတယ်နောက်တစ်ဆုံးတစ်ခုရှိတယ်ကျွန်တော်ပြကျွန်တော်နန်းတော့ကျွန်တော်ဘယ်လိုပြောအိုးဘကနေတက်လာကျွန်တော်ဟိုကနေတက်လာကျွန်တော်ဒီဘက်တစ်ပတ်ကြီးပေါ့နော်ဒီတစ်ပတ်ကြီးဒီကောင်ကြီးကတော့မင်းဆောင်ပေါ့နော်ဆောင်းကကျွန်တော်ဒီကောင်မင်းကြီးမင်းသားရှိတယ်ဒီကောင်ကြီးကတော့ကျွန်တော်မင်းဆောင်ကြီးပေါ့နော်မင်းဆောင်ကြီးကတော့ကျွန်တော်ဟိုကနေတစ်ပတ်ပတ်တယ်ပေါ့နော်ဟိုဘက်မှာကျွန်တော်ဆောင်းကတော်ကကျွန်တော်ညာဘက်တွေမှာဆိုရင်ကပ်ဖြော်ပြီးဟာကျွန်တော်ဆောင်းတာစီတမုံစနုံဆောင်ဆိုတာဒီဘက်မှာတစ်ဆောင်ရှိတယ်နော်ဒါချက်ကျွန်တော်ဒီမှာစုံတစ်ခုရှိတယ်ဆောင်မှာကျတော့ကျွန်တော်ရွှန်းစစ်ဆုံးရှိတယ်ရွှန်းစစ်ဆုံးပါနော်
这双吧，那都干。ကျွန်တော်တို့ရနေပြီးတော့ဒီဘဲကိုရှေ့ဆက်လာတယ်ဆိုရင်ဒီနောက်ကပေါ့နော်ဖះဆိုတငယ်တော့ဖះတော့ခေါ်တယ်ပြောတယ်တငယ်တော့ဖះဆိုတော့ကျွန်တော်တို့ပြောပြမှာကိုဟောပါနော်ကျွန်တော် crowway ပါတင်ပြီးတော့ကျွန်တော်ဆူတောင်းပြေးနေဆူတောင်းရပေါ့နော်ဆူတောင်းပြေးပဲကြားရပေါ့နော်